ဒီလေးရလားဟုတ်ရတယ်ဒါမြင်ရတယ်နော်ကျေးဇူးပါရတယ်ဒါတော့ဖြစ်ကြောင်းဟုတ်အောင်လို့ဟုတ်တယ်ဒီမို့ဆိုသိမှာမဟုတ်လမ်းပြတဲ့လူမရှိသိမှာမဟုတ်ဒီကောင်းအဲ့ဒါဟိုဖုန်းထဲမှာတွေ့ဘူးတယ်သိလားရောက်ဘူးတဲ့လူတွေရိုက်ပြီးတင်ထားတာဒီနေရာလေးကိုဖုန်းထဲမှာမြင်ဘူးတယ်နားလေဒီနေရာလေးသိနေရမှာမှောင်မဲနာပဲဒီစနေဝဲပါခုတည်းကမြင်ရလို့လားဖုန်းမီလေးဖွင့်လိုက်ပါလားလာပြီအမေကလာတယ်ဆိုတော့မှအေးအမေကလာတယ်လေဟိုမှာမလာတော့ခေါ်လေမလိုက်တော့နော်ဟုတ်ကဲ့ရတယ်ဦးလေးတော့ပါဆိုလေဟုတ်ကင်မရာရိုက်နေရဖုန်းပြီးဖွင့်လို့မရအောင်ဒါဖုန်းပြီးဖွင့်ပေးပါလားရလေးတော့ဘာမှလည်းမမြင်အောင်ဒီကြောင့်လည်းပြောကြအောင်ဆိုတော့နော်ကျွန်တော်တို့ပကံခက်တော့ထိုင်မင်းတက်ထက်ကရှင်အရဟံနဲ့တန်ခါ900တရားကျင့်သွားတဲ့နေရာတွေအဲ့တော့ပုံးရွှဲကြိုးကြက်အကြီးကြီးရအောင်ကြောက်တန်ခါတွေအကြီးကြီးရဟိုပကံသူတို့မင်းမှုနေတာဟိုသူတို့ရအောင်ကြောက်လို့ကူတွေတွေ့ပြီးကြက်တာပကံခက်ကကူတွေပဲနော်နှစ်ပေါင်း1000ကျော်ပြီဗျာမိပြလေးကိုပေါ့ကိုမိပြနော်နှစ်ပေါင်း1000ကျော်ပြီငယ်လင်းတိုင်းလည်းခံတာပဲနော်ဘာမှဖြစ်ရနှစ်ပေါင်းကျော်ကျော်ကူတွေပဲဟုတ်ကဲ့ဒီပဲကြည့်လိုက်ဒါကူပေါင်း69ခုသွားရနေရောက်လားရှမ်းပင်ပင်းတရားကြောင်ပေါက်တယ်နော်ဟုတ်ပါဘူးပကံဘူးဖျားပေါက်တယ်ငှက်ပြတောင်ပေါက်တယ်ကြောက်ကူဥမင်ပေါက်တယ်ကုန်းတော်ကြီးပြောက်ပေါက်ပါတယ်ပိတ်ထားလာမြည့်မမှန်ဘူးအားကြောင့်ပိတ်ထားတာမင်းမှလို့ပိတ်ထားတာမိလာလုံးတော့တို့ကြမိဖြတ်သွားရင်ခြားခြားလဲတယ်မှာကြောက်တော့အဲ့ဒီนั้นလို့ပိတ်ထားဟုတ်ရှမ်းပြည်ချောင်းပေါက်တယ်နော်ပင်းတရားကူချောင်းနော်ရှမ်းပြည်ထီတယ်ဒါကြောင့်ဒီဘက်ကဝတ်စုံလေးတွေကရှမ်းဝတ်စုံနဲ့တူနေတမီထိုးလာတယ်ဟိုကမင်းဟိုမီးတီးယူလာပြီอ่ะကဲဒါတော့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်အရဟံနော်ဒီတော့ကျွန်တော်တို့ကကြီးကြီးကြီးကိုယ်ပေါ်ရတာဒီရှင်အရဟံရောက်လာမှထေရဝါဒဖြစ်လာနော်ကျေးဇူးများတဲ့ပုဂ္ဂိုလ်ကြီးနော်ထိုင်မြင့်လို့ပေါ့နော်ဒီမြေသားပလင်လေးကပကံခက်ကရှင်လာတရားထိုင်ရတဲ့ပလင်တော်လေးပဲမြေသားလေးကပကံခက်ကပလင်တော်ဒါကမှလောက်တာနော်မြေသားလေးကပကံခက်ကရှင်လာတရားထိုင်ရတဲ့ပလင်တော်ပဲရှင်လာကိုရောကြီးဘာမှမမြင်ရတော့ဒါလမ်းပြစပြောတယ်ဒီထိုးကိုယ်ကမစင်းစားနဲ့ဟောလမ်းနေရမဆုံးဘူးလေရှမ်းပြည်ထီပေါက်တယ်တဲ့ဟုတ်ပါဟုတ်ပါလက်ရ
ရှမ်းပြည်ပင်းတရားတိပေါက်တဲ့ကူတဲ့ နားဆုံးအောင်လို့နော် ဟင်းပေါ့အဲ့မီးလာရင်ဖွင့်ပေးထားတယ်တဲ့ကိုကမီးမလာလို့ လည်းဒီဘောတော့ ဒီဘက်ကတော့သူတို့ခေတ္တကနိုင်ကြီးမရှိဘူးဖန်သားကဒီမှာနေကြီးပုံပေးတာနေကြီးလည်းပေါ့အဲ့ဒီပုံနဲ့နေနဲ့တိုက်တယ်ဖန်သားကိုတော့စိတ်ကနေနေနိုင်တယ်နေနိုင်တယ်ပေါ့ဟုတ်တယ်ရတယ်ဖန်သားကို ဟိုရဟန်းနာ900တပြင်း3လုံးဟဲလိုက်လာတာမဟုတ် အော်တန်ခါ900ပေါင်းဖို့ကလည်းယူရင်းကြီး ဒီမှာမမဟောညူရပါဒီဘော တယောက်တည်းပါလို့ကြော်ကြံခဲ့တာတော့တာလမ်းရှိကိုထုတ်ပြပဲမမြင်ရဘူးတော့မီးကမှောင်မဲနေတာ ဒီမှာယူရင်းမဲ့တန်ခါ900ပေါင်းဖို့ကလည်းယူရင်း อ๋อအနက်ကြီးပဲ ကြီးပြီး40နဲ့ပုံနေတယ် မာ ဘယ်တော့ယူတော့မရှိတော့ဘူး โอ้โห ဝေးချ ရေတွင်းအနက်ကြီးတရင်သုံးခဲ့တဲ့ရေတွင်းတဲ့တောက်သုံးခဲ့တဲ့ရေတွင်းရဟန္တာ900တရင်သုံးခဲ့တာတဲ့ဒီလိုင်ကူမှာဆုံးစားချိန်ကြည့်ဖို့တဲ့အပေါက်တဲ့ဖယားအဲ့ထဲတော့မပြစ်ပါနဲ့ဘာမှမရှိ ဒီအဲ့ဒါကြောင့်နော် အဲ့ဒါလေးရတယ်အဲ့လိုယူကြီးရပတ်စံနေ အင်း ခဏခဏကြာဘူး အဲ့လိုအဲ့ဆိုအပြင်မှာလည်းတကယ်ပတ်စံရတာလေ အဲ့မတဲ့အဲ့လိုယူကြီးရပတ်စံနေခဏခဏလေး အင်း အဲ့လိုနားရလို့ရှာပြီးရ အပြင်မှာလည်းမမေအဲ့လိုပတ်စံလေးကောက်ရတယ်လို့မှတ်လို့ရှိရင်ဟိုဟာဖြစ်တယ်လေတကယ်အပြင်မှာပတ်စံရအများကြီးပဲနိုင်ပေါက်တွေအများကြီးပဲအေးပေါ်ယဟန္တာတွေတရားကျင့်တာဆိုတော့လေတိတ်ဆိတ်တဲ့လုံခြုံတဲ့အေးချမ်းတဲ့နေရာပေါ့ပြီးအကြီးကြီးတွေရန်ကိုရှောင်ဖို့အတွက်အကြီးကြီးတွေရန်ကိုလေရှောင်ဖို့အတွက်နေရတာတဲ့